မိုးကုတ်ရတာစစ်စစ်တော်ဘူးနဲ့ကိုစားကျင်နေဆိုရင်တော့မန္တလေးမှာဒေါ်ခေါင်တော်ဘူးနဲ့ဆိုတဲ့ဆိုင်လေးရှိပါတယ်ရှင်။သူတို့ဆိုင်လေးကမိုးကုတ်မြို့မှာဆိုရင်နှစ်ပေါင်း20နီးပါးတော်ဘူးနဲ့တော်ဘူးကျော်ကို2မျိုးနဲ့ရောင်းလာခဲ့တာဖြစ်ပါတယ်ရှင်။အခုတော့မန္တလေးမှာသူတို့ကစစ်ပေးရှောင်ရင်လာဖွင့်ကြတာဖြစ်ပါတယ်။တော်ဘူးနဲ့အိုးကြီးနဲ့သူတို့လောက်ကင်နေပုံကြည့်ရတာတော်ဘူးနဲ့ကိုတော်တော်ပိုင်တဲ့ပုံစံပါရှင်။သူတို့တော်ဘူးနဲ့တုတ်ရဲ့အဓိကအသက်ကဒီချက်သွန်ကြီးကျော်လေးပါရှင်။တခြားမန္တလေးကရှမ်းဆိုင်တွေရဲ့ဘဲတော်ဘူးနဲ့မှချက်သွန်ကြီးမသုံးပါဘူးရှင်။သူတို့ဆိုင်မှာချက်သွန်ကြီးကျော်အရသာလေးပါပါတယ်။သူတို့ဆိုင်မှာတက်လွတ်တော်ဘူးနဲ့လေးတစ်ပွဲကို3000နဲ့ရောင်းပါတယ်ရှင်။ဆန်ခောက်ဆွဲတွေကိုတော်ဖူးနဲ့ရောထွဲပြီးတော့အပူပေးထားကြမို့လို့ခောက်ဆွဲနဲ့တော်ဖူးတွေနဲ့ကတခြားစီဖြစ်မနေဘူးတသားတည်းလေးဖြစ်နေတယ်အရသာလေးကအချိုးဘက်ကလေးကိုနည်းနည်းသွားတယ်ဆိုပေမဲ့မအီဘူးအစမ်းဟန်လေးကတဲ့တယ်အသားမပါဘူးဆိုပေမဲ့ချက်သွန်ညီကျော်ရဲ့အဖက်ကလေးတွေကအသားဘက်လေးတွေလိုပဲအရသာရှိနေတယ်ဒီဆိုင်လေးကတော့မန်းလေးကျောက်ဝိုင်းရဲ့အနောက်ဘက်ပေါက်မှာဖွင့်တာပါဆိုင်လေးကလာပြေးလာွယ်ရက်ဒီမှာပိတ်ပါတယ်ရှင်မနက်6နာရီလောက်ဆိုရင်သူတို့ဆိုင်လေးစောက်ဖွင့်ပါပြီရှင်